me sao tu ganda tu ni tu ka lu sao yu di nya yi ya me ma ra kwa to lu thang lu ba la yi jo nya a jo e di sao ku ganda yi da ni sa ki ma ni di sao ji do yi bo na lu re nya the lu da ja di sao di ku ganda yi da le ဘုရားရှိခိုးပါယတနာဝါဒအကြောင်းရဲ့ဘုရားရှိခိုးပြီးရစေတယ်ဒီတုံးလုံးရှိခိုးရဲ့လုပ်ခဲ့ရပါသိစရာတွေအများကြီးပဲအဲဒီသိစရာလေးတွေကိုသိဖို့ရာအတွက်တင်ပြတယ်ဆိုရင်သူ့အရေးအသွေးကိုကြည့်သူ့အရေးအသွေးကောင်းရင်တရားဓမ္မတို့ကသူ့ကိုပံ့ပိုးပြီးတော့နောက်တစ်ခုခုဖြစ်ဖို့ဘုန်းကြီးပြောချင်တာကဘုန်းကြီးကမြေဝဲနေတာကျုံးဟိုမှာတော့မရဘူးဘုန်းကြီးပေတောင်ရမယ်လို့ထင်ကျုံးဟိုထိုင်းပြီမလို့ဒါကြောင့်ဒီဘက်မှာမြေပေါ်ကလေးတစ်ပွဲရအောင်အကုန်လုံးစုဆောင်ပြီးတော့ခင်ဗျားတို့ဒီနိုင်ငံသားလုပ်မရဘုန်းကြီးလုပ်လို့မရဝေပြီးတော့မြေပေါ်ကျဲကျဲအိန္ဒိယစုပ်စုပ်အိမ်ဘရောက်စုပ်စုပ်အိမ်ပန်ရအဲ့ဒီထဲမှာဘုန်းကြီးကအသိပြန်စားအောင်ပြီးတော့ဘုရားလည်းတင်လိုက်လို့ရှိရင်ဘုန်းကြီးဖြစ်မယ်လို့ထင်ပါလေဘုန်းကြီးသက်ရှိလုံးပြီဘုန်းကြီးမရှိရင်လည်းပဲသာသနာကုံသွားမယ်ဖြစ်ဖို့ဘုန်းကြီးနားလို့လည်းပြီးမှာမရှိဘူးအဲ့ဒါဘုန်းကြီးစီလုံးဘုန်းကြီးဖြစ်အဲ့ဒါလေးကိုတခါကြီးကအဖွဲလေးဖွဲ့ပြီးဘုန်းကြီးနဲ့တိုင်းလုပ်ပါမြေကွက်နဲ့အင်းလေးဝယ်ဖို့ရအတွက်ကြိုးစားပါမြေကွက်ကျရဟုတ်ကဲ့လားဘုန်းကြီးတို့ကလည်းထောက်ပံ့နိုင်တယ်လို့ထောက်ပံ့ပြီးတော့စုတောင်းပြီးတော့ဘုန်းကြီးအဲ့မြေကွက်မရတယ်များဘုန်းကြီးနိုင်ငံခြားဆက်ပြီးတရားဟောလို့မရဘာလို့မရလဲဘုန်းကြီးမရရှိဘဲနဲ့ဘုန်းကြီးလက်ဖြစ်တော့မြေကွက်ရှိတယ်ခန္ဓာပုံစံရှိတယ်ဒါဆောင်လို့ဆိုတော့အကုန်လုံးဟောလို့ရတယ်သူတို့စီကလည်းပတ်စံတောင်းလို့ရသူဘာမှလုပ်လို့မရအားကြောင့်တခါကြီးတို့ထောင်းရင်တို့ဘယ်လိုဒီနာရှိတဲ့ပုဂ္ဂိုလ်တွေပတ်စံတောင်းတာမဟုတ်ဘူးနော်မြေကွက်ဘယ်မှာရှိတယ်လို့ပြောရုံပဲလောက်တာခင်ဗျားတို့လိုကျွန်တော်ကနေဒါကြောင့်ဘုန်းကြီးတွေကြိုးစားပါဒီကြားထဲမှာလည်းအဝေးကြီးလည်းမလွားကြဘူးဘုန်းကြီးအဝေးကြီးမှာပတ်စံတက်တာမှန်းပြီးကိုယ်တကာဓမ္မတွေတနာတယ်ဘုန်းကြီးမလာနဲ့ဒီလာတော့ကြည့်ရတာကားနဲ့လာနေအဝေးကြီးဆိုလွတ်လိုက်ဟုတ်ကဲ့လားအမေကြီးဆိုအမေကြီးကလည်းမြည်ထင်းရတယ်မြည်မထင်းရင်သမီးကမကြည့်နိုင်ဟုတ်ကဲ့လားပြီးတော့ဘယ်သူမှအားတဲ့လူမရှိတော့ဒီနီနာနာရတာကောင်းပါလေထောင်းရင်တို့ဒီလိုဆိုသိဆိုလေးဒါကြောင့်ဘုန်းကြီးတွေလည်းဘုန်းကြီးသွားကြစီတလားကြာမယ်ဘုန်းကြီးတလားကြာဒီနေ့ဆိုအစားတော့တခါယူကြားရလားဟုတ်ကမေးပါအောင်သူကလည်းအဲဒီဒီဥစကားနဲ့နားမလဲကျုပ်ကလည်းမတ်တာခင်ဗျားကလည်းဗမာစကားလည်းမိပုံမှမသိဘူးပြီးတော့ဘာပဲဖြစ်ဖြစ်အစားတဲ့တရားအဓိကလို့မှဓမ္မကြီးပါအဓိကလေအစားအဓိကမဟုတ်ဘူးထို့လားဘာလဲတရားအဓိကတရားရှိမှဘုရားဖြစ်နိုင်တယ်တရားရှိုံနေမဟုတ်တရားကိုသိအောင်ရင်လို့အောင်သိပြီးရှိအောင်တည်အောင်လို့အောင်တရားသိပြီးတရားရှိရင်ဘုရားလည်းဖြစ်နိုင်တယ်ယန္တာလည်းဖြစ်နိုင်တယ်သောတမန်တက္ကရာယန္တာတွေအကုန်လုံးဖြစ်နိုင်တယ်ဒါကြောင့်တရားရှိဖို့တရားဆရာတော်မေတ္တာပို့တဲ့ကျမ်းမာပါစေချမ်းသာပါစေတိုးတက်အောင်မြင်ပါစေလို့ဒါဘုန်းကြီးမေတ္တာပို့တယ်ပြီးတော့ဘုန်းကြီးတို့အားလုံးဓမ္မကြီးပြောပါရည်စချမယ်ဆရာတော်ရည်စချပြီးလာအောင်ရောက်တော့တာဆရာတော်ရှာတာဘုရားနဲ့တမန်လေးအားလုံးလိုက်ကြည့်နော်အရှင်ဘုရားတပည့်တော်တို့သည်သန္တရာဝဆင်းရဲမှဆံပြောက်ပါရစေခြင်းကျိုးငါ၎င်းအရှင်ဘုရားဒီကုသိုလ်ကောင်းမှု၏အဖို့ဘာကကုသမြတ်ကိုမိဘဘိုးဘွားဆရာသမားတို့အားသတ်ထား၍သုံးသက်တဲ့ဘုံ၌ကျင်လည်ကြကုန်သောအားလုံးသောသတ္တဝါတို့အားအမြတ်အမြတ်ပေးဝေငှပါကုန်၏အားလုံးသောသတ္တဝါတို့သည်ဘုရားတပည့်တော်တို့နှင့်ဒီကုသိုလ်ကောင်းမှု၏အဖို့ဘာကကိုအမြတ်ရ၍ကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေကုန်သောအားလုံးကြာရမြတ်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 ရောကြပါကုန်သောသာဓုသာဓုသာဓုအားလုံးကြာရမြတ်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 ရော
ကျမ်းမာချမ်းသာပါစေတဲ့အောက်ထပ်မှာအားလုံးမတ်တရထိုင်ဘုဒ္ဓသင်တော်တဲ့နေရာလေးမှာစားပါတဲ့ဘယ်လိုမှမအောင်ဘူးလို့အမေတို့တရားကြီးကျွေးတာအမေတို့ပြောပါဓမ္မကြီးတွေဘယ်လိုတော့လူရှိကြီးတွေဝန်တာရလားအေးဝန်တာမတားလဲသားမှာမတားလဲသားမှာပဲဟုတ်ကလားအေးကျုပ်ဘုန်းကြီးတို့ဝန်တာပါတယ် ကျွန်ုပ်သည်ဘေးရန်ကင်းကွာချမ်းသာရပါလို့ဤစိတ်ဆင်းရဲခြင်းကင်းရပါလို့ဤကိုယ်ဆင်းရဲခြင်းကင်းရပါလို့ဤကိုယ်ဝန်ကိုယ်တာကိုယ်ခန္ဓာချမ်းသာစွာမွေးမြူနိုင်ရပါလို့ဤကျွန်ုပ်၏မိဘနှစ်ပါးဆရာသမားအားလုံးညာတကာမိတ်ဆွေအားလုံးတရားကျင့်